အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မောင်လက်ကီကိုင်ပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်မနေ့ကဗီဒီယိုရဲ့အောင်မြင်မှုကြီးရှိပြီးရဲ့နောက်ပိုင်းမှာကျွန်တော်ကဲစားပါကျွန်တော်စိတ်မကြပါဘူးဗျကျွန်တော်နောက်ဗီဒီယိုလေးဆက်တင်အောင်မှာဖြစ်တယ်ဒီနေ့ကတော့မနေ့ကဒီ ESS8 ဆိုတဲ့အခန်းလေးရဲ့ပါ2အနေနဲ့တင်ပေးတာဖြစ်တဲ့ယထာအခန်းလေးပေါ့โอเคကျွန်တော်ဝင်လာပြီဟာရောက်အဖြူဖြစ်နေဒီလူမလားဟိုလမ်းရှောင်းတဲ့လူဟိုကြောင်ကုတ်ရတဲ့လူဒီဘလို့ဖြစ်နေမလဲကျွန်တော် line မကောင်းဖြစ်မှန်းသလား line မကောင်းဖြစ်မှန်းဆိုကြပါစားလိုက်တော့မယ် line တိတ်မကောင်းဘူးဗျခဏနေအောင်က line ရမှာတော့โอเคရပြီ line ရပြီပကြီးကားလေးနေโอเคကျွန်တော်3ညပဲစားမှာနော် so wow လာရဗျပကြီးကားလေး so ကျွန်တော်နောက်ခံစားသွားပြီကျွန်တော်ထိုင်မှာစားပြီတစ်ကျွန်တော်ဒီတစ်ခါတော့ဗီဒီယိုလေးတူတူလေးပဲလုပ်ရမယ်โอเคကျွန်တော်ဝမ်းစားပြီဘာမှမရှိဘူးမပိုက်တာဘာမှလည်းမတူဘူးနော် so နောက်ပဲပြန်သွားတော့မှာမယ်ဆက်သွားနေသေးအောင်မယ်ကျွန်တော် challenge ခုခေါ်မယ်ပေါ့နော်ကျွန်တော်ဒီကောင်ကိုကျွန်တော်တစ်ခေါက်တင်နေပြီးရလုပ်မယ်ပေါ့နော်လုံးဝအစားပြင်မစားဘဲနဲ့ပြီးအောင်လုပ်ပြပါမယ် so ခု2ရောက်ပြီမှန်နေတယ်ဘာမှโอเคနောက်ခါโอเคထပ်မှန်နေတယ်ခင်ဗျာ wow မိုက်တယ်ဗျယထာလေးရမိုက်တယ်အပြင်ဘက်ရှိုးကြည့်မှာခုံကျွန်တော်ဘက်ကခုံဝင်ပြန်ပြန်ဒီဘက်ခုံမဲ့တူရဆိုထပ်သွားမယ်ရှိကြောက်လိုက်တာစားပါကျွန်တော်ပြန်စုပ်ပြီနော်အရှိဆက်မသွားတော့ဘူးโอเคကျွန်တော်ဒီဘက်ရောက်ပြီအခုကျွန်တော်4ရောက်ပြီအယုတ်ဘယ်အယုတ်ရောက်ပြီမီးရွာပြတ်သွားပြန်ပြီတို့ဟာလွန်လာပြီကွာရတယ်အောင်မြန်မာနိုင်ငံမှာနေတဲ့ကောင်တော့မင်းဒီမီးလောက်ပနာတယ်နေလာရှုံ EBC ကကောင်နဲ့နေတိုင်းနေရတာကောင်โอเคတော့ကျွန်တော်6ရောက်ပြီပေါ့နော်ပကြီးကားလေးမိုက်တယ်ဗျသလားโอเคလို့ကျွန်တော်ဆက်သွားမယ်ကျွန်တော်7ကြာရင်ကျွန်တော်ဒီပကြီးကားလေးကျွန်တော်တစ်ခုချင်းလိုက်ပြအောင်မယ်ပေါ့နော်ဘာသာတို့မြင်ရအောင်ဆိုကျွန်တော်7သွားလိုက်တော့ဘာမှမမအောင်ဆိုတော့โอเคရောက်ပြီโอเคမလာပေါ်ပကြီးကားလေးသလားဒီမှာဆိုဘူးဆိုဟာပြောနာဆိုတာဘူးလေးတွေဒီမှာဆိုပွဲတော်လေးဒီမှာဆိုကီမိုနိုလေးနဲ့ဒီမှာလေးကီမိုနိုလေးနဲ့ချစ်စရာလေးshit ချစ်စရာမကောင်းဘူးညာသွားရတယ်ရောက်ရင်ဘာကြီးလဲရောက်ရင်လမ်းကြီးကွာဆာမရိုင်းစုကူဒါပါကျွန်တော်လည်းမသိတော့ဘူးမစားတော့လေးတတန်းစောယူတွေဒီမှာမီးနေဘာပြကျင်တာဒီလူကြောက်ကုတ်ခံလာမမှတ်သေးဘူးရထားမလက်ထိုင်ဆိုတော့ကျွန်တော်သွားရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ပြီးပြီကဲရှစ်ပြီးသွားပြီပေါ့နော်ကြက်ဘေးဘက်လည်းဖြောနေသလားဆောင်းမိုင်းနေโอเคဒါဆိုကျွန်တော်ပြီးသွားပြီပေါ့နော်လွယ်ကူလေးပဲကျွန်တော်ပြီးသွားတယ်ပေါ့နော်လွယ်ပါတယ်မစိုးပါဘူးကျွန်တော်ဒီဗီဒီယိုလေးနဲ့တူရတယ်ပေါ့နော်ကျွန်တော်ဒီအတွက်လည်းတောင်းပန်ပါတယ်ဗျာကျွန်တော်ခုနောက်ပိုင်းကျွန်တော်အတန်ဝင်လို့အတန်လေးနည်းဥစားဖြစ်နေပေါ့နော်နောက်ဗီဒီယိုလည်းကျွန်တော်ဒီထက်ကောင်းကျွန်တော်ကြိုးစားပြီးလုပ်ပြီးသွားပါမယ်နောက်ကျွန်တော်ဘာဂိမ်းဆွားမလဲဆိုတော့လည်း comment လေးမှာမှတ်ခဲ့ပေးကြပါဦးနော်အခုတည်းဒီဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့လူတယောက်ကြည့်လိုက်ကျေး
ကျေးဇူးအများကြီးတင်ပါတယ်နောက်တော့ကျွန်တော်အဲ့ဒီမှားယွင်းတာတွေရှိခဲ့ရင်အတန်တွင်းတာမှားယွင်းတာရှိခဲ့ရင်လည်းတောင်းပန်ပါတယ်ခင်ဗျ so ဒီနောက်ဟာလေးကိုကျွန်တော်ပြလိုက်တော့မယ် bye bye နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်မို့နော်